ချစ်ဆိုသည်မှာအော်မှုများနဲ့စံကြဲသောအရာချစ်ဆိုသည်မှာလူသားတိုင်းရဲ့လုံသားတဲ့ရှင်ခင်ချစ်ဆိုသည်မှာခြေခွဲခြင်းနဲ့မျက်ရည်တို့ရဲ့ကစားချစ်ဆိုသည်မှာခံစားချက်တို့ငွေပွားနေ